နာမည်ကျော်ကြားထင်ရှားလာတဲ့အမရပူရမြို့နယ်အတွင်းမှာရွှေကျဲရဲ့မြတ်စွာဘုရားညောင်ရည်သွန်းပွဲတော်ကိုအစဉ်အလာမပြတ်စီကားတက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။ဂေါ်စကန်ကျေးရွာ15ရွာတို့မှာအတီးအမှုတ်အကခုံများဖြင့်စုပေါင်းလှည့်လည်ပြီးရေစင်သွန်းလောင်းပူဇော်ကြခြင်းဖြစ်ပါတယ်။တရင်ပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ရွှေကျဲရဲ့စူတောင်းပြည့်စေရီတော်ညောင်ရင်သွန်းလောင်းပူဇော်ပွဲကိုကစုံလာသန်း14ရက်နေ့မှာစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။ရိုးရမပြည့်ပေါ်လေရွှေကျဲရဲ့စူတောင်းပြည့်မြတ်စွာဘုရားရဲ့ကစုံညောင်ရင်သွန်းပွဲတော်လှည့်လည်ရေးကိုကျေးရွာအုပ်စုပေါင်းကတော့ကျွန်တော်တို့က24ရက်ကွက်လောက်ရှိတာကိုကျွန်တော်တို့ဂေါ်စကန်15ရွာကနေဦးစီးပြီးလှည့်ကြတာဖြစ်ပါတယ်။လှည့်တဲ့နေရာမှာကျွန်တော်တို့အမတ်စဉ်1ကနေ3အထိကျွန်တော်တို့ကဝင်းဝစားနဲ့ခင်းကျင်းပြီးလှည့်လည်လေးရှိပါတယ်။အဲ့ဒီဟာကိုလည်းကျေးရွာ15ရွာကိုမဲနှိုက်ပြီးတော့1နှစ်3ကြတဲ့ကျေးရွာတွေဟာဝင်းခန္ဓာနဲ့လှည့်လည်ပူဇော်ကြတာဖြစ်ပါတယ်။ကျန်တဲ့ကြေးရွာတွေကတော့ဒါတူညီဝတ်စုံနေနဲ့အမျိုးသားအမျိုးသမီးပေါ့လေကြေးရွာအုပ်စုကြီးတဲ့ကြေးရွာတွေကအမျိုးသားအမျိုးသမီးနှစ်ဖွဲ့လိုက်ကြပါတယ်။တီးဝိုင်းနေနဲ့ဒါပျော်ရှင်ညူလူစွာကခုံပြီးတော့ဒီဘောဒီပင်ရှိရာညောင်မင်းကိုလှည့်လည်လာပြီးတော့ဒါပျော်ရှင်စွာနဲ့ညောင်ရည်သွန်းလောင်းကြခြင်းဖြစ်ပါတယ်။ရွှေလေးကြေးရွာပရံများကြေးရွာကွက်တစ်ကြေးရွာတကယ်တော်ကြေးရွာစိန်တုံးကြေးရွာစတဲ့ဂေါ်စကန်ကြေးရွာ15ရွာတို့မှာရွာသူရွာသားများလူကြီးလူငယ်ကလေးတငယ်များပါမကြံအလေးအမြတ်ပြုပြီးပါဝင်ဆင်နွှဲလေးရှိကြတယ်လို့သိမှတ်ရပါတယ်။ကျင်းပတဲ့နေရာကိုအိမ်အောင်ကျသွားတဲ့လူတွေကတော့လိုက်ပိုင်ဝင်မရှိဘူး။ရွာအပြိုတွေကဆင်နွှဲပေးရတာရှင်။ပုံမှန်ဆိုရင်တော့တစ်နှစ်တော့မကြတဲ့ရွာတွေဆိုရင်ကျတော့တူညီဝတ်ဆောင်လေးပေါ့နော်။ကလာသားတွေအပြိုတွေအဲ့လိုမျိုးလေးဝတ်ဆင်ပေးအောင်မယ်။ဒါပေမဲ့နမတ်စင်1ရက်2ရက်3ရက်ကြတဲ့ရွာကျတော့အဲ့လိုဝင်းအဝတ်စားလေးနဲ့ပေါ့နော်။အဲ့လိုပကံဝင်းတို့ရှားသာဝင်းတို့ခုနှစ်ပြည်တော်ဝင်းတို့အဲ့လိုမျိုးဆင်နွှဲပေးရတာပါ။ဒီလေးသမီးတို့ရွာနမတ်နေကြတာပါ။ငယ်ငယ်တော့ကတော့ကိုယ့်ရဲ့အမတွေပေါ့အဲ့လိုမျိုးလိုက်ရတော့ကိုကသူတို့ကိုကြည့်ပြီးတော့ကလေးဆိုအဲ့လိုပြောတယ်ပေါ့ကြီးတို့ကိုအရွယ်ရောက်တဲ့အချိန်လိုက်ရတော့ကျတော့အဲ့လိုဒီရွှေကျဲရဲ့ရွာသူဖြစ်ရတာပေါ့နော်ခုံယူမိရပေါ့မြင်းမြဲလာတဲ့နေ့မှာဘော်ဒီညောင်ပင်ညောင်ရည်သွန်းလောင်းပေးရတဲ့အတွက်ဟုတ်အခမ်းအနားမှာပရိဘောဂဇေဒီမိထိုက်တဲ့မဟာဘောဓိပင်ဟာလက်ရရည်3ဘတ်စီလှည့်လည်ပူဇော်ကညောင်ရင်သွန်းလောင်းပူဇော်ခဲ့ကြပါတယ်။ရွာသူရွာသားဒီလိုစုစည်းနေကျင်းပအတွက်တော့စီလုံးမှုပြသရတာတွေဆိုင်းဝိုင်းနေတီးတာတွေကားခုံတာတွေဒီလိုမျိုးဝင်းစားပြီးတော့လှည့်လည်ပြီးတော့ပြသရတယ်ပြောကြကောင်းပါပဲ။ရှေးကနေကျင်းပလာညောင်သွန်းပွဲတော့မွေးနေ့ကိုထိန်းသိမ်းရအတွက်လည်းကောင်းယူမိပါတယ်။ကျွန်တော်တို့ကြေးရွာကတော့ဒီကစုံညောင်ရင်သွန်းပွဲရောက်ပြီဆိုရင်အဝေးမှာရောက်နေတဲ့ရွှေကျဲသူရွှေကျဲသားတွေကလည်းရွာကိုမဖြစ်ဖြစ်အောင်ပြန်လာကြတယ်။ဒီပွဲတော်ဟာကျွန်တော်တို့ရိုးရမပြည့်နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ကြတာဖြစ်တဲ့အတွက်ရက်ွက်တိုင်းအိမ်တိုင်းကနေဒါရိုးရထုံးမုံလို့စနေမကင်းတော့တွတ်တက်နေတယ်လို့ထမင်းကျွေးနိုင်တဲ့အိမ်ကထမင်းကျွေးပြီးဒါလာတဲ့ဧည့်ပြည့်သက်တွေကိုဒါကျွေးမွေးကြတာဖြစ်ပါတယ်နောက်ပြီးတော့လှည့်တဲ့အခါမှာလည်းစတုဒီတာကျွေးမွေးခြင်းလုပ်ငန်းတွေမှာလမ်းမှာလည်းပြုလုပ်လို့ရှိပါလေဖရားပေါ်မှာဒါကြီးညိုတရားလွန်းတဲ့အတွက်တော်တော်လေးကိုချစ်စရာကောင်းတဲ့အမှုကျင့်လေးတွေပါရွှေကျဲရဲ့ဖရားညောင်ရင်သွန်းလောင်းပူဇော်ပွဲကိုရှေးရခင်ကလေးကနှစ်စဉ်ကစုံလာသန်း14ရက်နေ့တိုင်းမှာကျင်းပပြုလုပ်ပြီးကစုံလာပြည့်နေ့မှာတော့ဂေါ်စကန်ကျေးရွာများမှာရှိတဲ့ဖုံးတော်ကြီးကျောင်း17ကျောင်းကိုစွန်ဟင်းများပေးဖို့လောင်းလူကုသိုလ်ယူကလာပြည့်ကျော်1ရက်နေ့မှာတော့ရေစက်သွန်းချအမျှပေးဝေလေးရှိကြောင်းသိရပါတယ်ခင်ဗျာ